KBZ ပေးကောက်နေမှာပေါ့နော်ကျွန်တော်တို့ခုလိုမျိုးပုံစံပြထားတယ်ဆိုရင် level 2မအောင်တာဖြစ်တယ်ပေါ့နော်ဒီလိုမျိုးပြတဲ့သူတွေကကျွန်တော်တို့တွေ level 2ပြန်တင်ပေးရမှာဖြစ်တယ်ဒီပုံစံပြနေတာကြီးကိုကျွန်တော်တို့ကထိုင်ပြီးတော့စောင့်နေခဲ့မယ်ဆိုရင်ပေါ့နော်အကောက်ကတေချာပေါက်ရမှာမဟုတ်ပါဘူးဒါလေးတွေကိုကျွန်တော်တို့သိဖို့လိုအပ်တယ်ပေါ့နော် level 2ကျွန်တော်တို့ဘယ်လိုမျိုးပြန်တင်ရမလဲဆိုတာကိုကျွန်တော်ရှင်းပြပေးမယ်ပေါ့နော်ကျွန်တော်တို့ကောက်ထဲကိုဝင်လိုက်မယ်ဗျဒီမှာအချက်လက်များပြန်လဲဖြည့်သွင်းရန်ဆိုတဲ့ကောင်လေးကိုနှိပ်ပေးလိုက်မယ်နော်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအကောက်ထဲရောက်သွားပြီဆိုတာနဲ့ကိုယ့်ရဲ့မျက်နှာတွေကိုသူစကန်ပြန်ပြီးတော့ပေးဖတ်လိုက်မယ်အခါကျကျွန်တော်တို့မျက်နှာတွေကိုစကန်ပြန်ဖတ်ပေးပါစကန်ဖတ်ပြီးသွားပြီဆိုတာနဲ့သူကအချက်လက်တွေကျွန်တော်တို့ပြန်ပြင်ခိုင်းလိုက်မယ်ဗျအပေါ်ဆုံးမှာအင်္ဂလိပ်စာနဲ့ရေးထားလိုက်မယ်သူရေးထားတဲ့စာကိုအရင်ဆုံးတစ်ချက်ကြည့်မယ်နော်တယောက်နဲ့တူမှာတော့မဟုတ်ဘူးဒါပေမဲ့အများစုဖြစ်တာကတော့ကျွန်တော်တို့လိပ်စာတွေဖြည့်တဲ့နေရာမှာမှားလို့ပြန်ပြင်ခိုင်းတာများတယ်ဗျာအဲ့တော့ကျွန်တော်တို့အပေါ်ဆုံးကစာကိုတရားကြည့်မယ်ကြည့်ပြီးသွားပြီဆိုတာနဲ့သူကဘာကိုပြင်ခိုင်းတာလဲဆိုတော့ကျွန်တော်တို့အနေနဲ့သိရမှာပေါ့နော်ဒီနေရာမှာကျွန်တော်တို့တချို့ပြင်လို့ရတဲ့အရာတွေရှိတယ်ပြင်လို့မရတဲ့အရာတွေရှိတယ်အဲ့မှာကျွန်တော်တို့ပြင်လို့ရတဲ့အရာတွေကမှားနေတဲ့အတွက်ကြောင့်မလို့ပြန်ပြင်ခိုင်းတာပြင်လို့မရတဲ့အရာတွေကကျတော့မှန်လို့ပေါ့နော်မှန်လို့ကျွန်တော်တို့ထပ်ပြီးတော့ပြင်စရာမလိုဘူးအဲ့တိုင်းပဲထားလိုက်ရုံပဲဒီကပြင်ရမှာသူပြင်ခိုင်းတဲ့အရာတွေကိုလက်နဲ့နှိပ်ကြည့်လို့အချက်လက်တွေဖြည့်ရမယ့်နေရာတွေဆိုလို့ချင်းဒါပြန်ဖြည့်ပေးပါမှန်ကန်လေးကျွန်တော်တို့ပြန်ဖြည့်ပေးပေါ့နော်တကယ်လို့မှတ်ပုံတင်နေမရှင်းတာမျိုးဆိုရင်တော့သူ့အနေနဲ့ဒီမှတ်ပုံတင်နေပြန်ရိုက်ခိုင်းတာမျိုးတွေရှိတယ်ကိုအနေနဲ့ဒီမှတ်ပုံတင်ကထားပါတချို့မှဆိုလို့ချင်းကျွန်တော်တို့ရှေ့ရမြင်းဆောင်တွေပြတ်နေတယ်ပေါ့နော်ဗာမြင်းဆောင်ဗာတိုင်းနေဆိုတာတွေကျွန်တော်တို့မတွေ့ရဘူးပေါ့နော်ဒါတွေဆိုရင်တော့သူတို့အနေနဲ့ဒီပြုလို့မရတာဖြစ်တဲ့အတွက်ကြောင့်မလို့အသိပြန်ပြီးတော့တင်ခိုင်းတာမျိုးတွေရှိတယ်အဲ့လိုမျိုးဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဒီကိုယ့်ရဲ့မှတ်ပုံတင်ကိုတခြားပြန်ရိုက်တကယ်လို့ကိုယ့်ရဲ့မှတ်ပုံတင်ကလုံးဝမရှင်းဘူးဆိုရင်တော့ကျွန်တော်တို့ဒီ scan ID တစ်ခုခုအနေနဲ့ပေါ့နော်ဒီမှတ်ပုံတင်နဲ့တူညီတဲ့ဘာရှိမလဲကို့မှာပေါ့နော်အနည်းဆက်ဆုံးရှာကြည့်လိုက်ဗျတချို့မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟိုဟာတွေရှိတယ်လေအိမ်အောင်စုတို့ပါလို့ရှိရင်အိမ်အောင်စုမှာဆိုလို့ရှိရင်အိမ်အောင်စုတွေမှာပါတယ်မှတ်ပုံတင်နံပါတ်တွေကကိုယ့်ရဲ့မှတ်ပုံတင်နဲ့တူတဲ့နံပါတ်တွေအားလုံးကိုက်ညီတဲ့ဆိုလို့ကျွန်တော်တို့အိမ်အောင်စုကိုအစားပြုပြီးတော့အသုံးပြုပေါ့နော်နောက်တစ်ခုကျွန်တော်တို့ဒီ smart card တွေပေါ့နော်ညီမကြီးမှာဆိုရင်ခုထုတ်ပေးနေတဲ့ smart card တွေမှာဆိုရင်လည်းဒါကျွန်တော်တို့မှတ်ပုံတင်တွေချက်လက်တွေပါတယ်ဒီကောင်တွေကိုကျွန်တော်တို့ထည့်ပြီးတော့အသုံးပြုလို့လည်းရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ကိုယ်မှာရှိတဲ့တစ်ခုခုပေါ့နော်ကိုယ်မှာပါရှိလဲညီမလိုင်းစင်နေညီမလိုင်းစင်နေနဲ့စသည်အဖြစ်ကျွန်တော်တို့ကြည့်ပြီးတော့မှအရှင်နေကြည့်ပြီးတော့ကျွန်တော်တို့ပြန်တင်ပေးပါအခုလိုမျိုးပြန်တင်ခြင်းဖြင့်တာလင်ကျွန်တော်တို့ level 2ပြန်ရမှာဖြစ်တယ်မဟုတ်ဘူးကျွန်တော်တို့ကဒီလိုမျိုးကြီးပဲထိုင်ဆောင်နေမယ်ဆိုရင်တော့ရမှာမဟုတ်ဘူးပေါ့နော်ပြန်တင်ပြီးတော့စောင့်ကြည့်ပါ24နာရီတောင်မဟုတ်ရင်နေချင်းပေါ့နော်တို့တွေအကြောင်းပြန်ကြားလိမ့်မယ်ပေါ့နော်ရမရပေါ့နော်အောင်မြင်ပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီအပေါ်တောင်းမှရှိတဲ့နေရာလေးမှာ level 2ဆိုပြီးတော့ပေါ်နေလိမ့်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ပုံမှန်တိုင်းပဲအကောင့်တွေကအားလုံးအသုံးပြုလို့ရပြီပေါ့နော် KB မှာတခုသတိထားရမှာက level 2 ထိပဲရှိပါတယ် level 3 တွေ level 4တွေမရှိသေးပါဘူးပေါ့နော်အခုနောက်ပိုင်းမှာဆိုလို့ရှိရင်ဖွင့်ဖွင့်ချင်းဆိုလို့ရှိရင်ကျွန်တော်တို့ level 1 မရဘူး level 1.5 မရှိဘူးကျွန်တော်တို့0ပဲရှိတယ်နောက်အကောက်ရပြီဆိုရင်တခါတည်း level 2အောင်သွားတယ်ပေါ့နော်ဒါလေးတွေကိုလည်းကျွန်တော်တို့ဘိုးသူရအနေနဲ့သိထားဖို့လိုအပ်တယ်တချို့အများစုပေါ့နော်လိန်ခံရတဲ့အကြောင်းရင်းတွေကအဲ့ဒါတွေပဲ KB ကို level 2 ထိပဲရှိတာကိုကျွန်တော်တို့အနေနဲ့ဒီ level 3 တွေထပ်တင်ပေးမယ်စသည်အဖြစ်ဖြားယောင်းပြီးကျွန်တော်တို့ကောက်တွေပါသွားတာမျိုးတွေကြုံရတယ်ဒါကြောင့်မို့သူမျိုးမကြုံရအောင်လို့ဒါလေးတွေကိုသိထားရင်တော့မိတ်ဆွေတို့အများကြီးအထောက်အကူဖြစ်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ Okay အခုဗီဒီယိုတွေကကြည့်ရှိရင်ရှားသူတွေသိအောင်ပြန်လဲမျှဝေပေးခဲ့ပါ။ KB survey ကောက်တွေနဲ့ပတ်သက်ပြီးပြပရောက်နေတဲ့သူတွေဆိုလို့ရှိရင်ကျွန်တော်တို့အကောက်တွေပြက်နေတာတွေ password မေးနေတာတွေ phone number change နေတာတွေ device change နေတာတွေပေါ့နော်ကျွန်တော်တို့တစ်ခုခုဖြစ်နေတယ်ဆိုရင်ကျွန်တော်စီမှာဝန်ဆောင်မှုလာယူလို့ရပါတယ်ကျွန်တော်နေ့စဉ်ပေါ့နော်ပြပရောက်နေတဲ့သူတွေကို online ကိုင်းနေကျွန်တော်တို့ဗီဒီယိုကောပြောတဲ့စနစ်နဲ့ဝန်ဆောင်မှုပေးနေတာပဲဖြစ်ပါတယ်။ Okay အားလုံးပဲစင်ပြေကြပါသည်ဗျာ။